ဖုန်းကောင်းရင်အားရလားစကားပြောလို့ရရလားလို့မေးဖုန်းချကနေဖုန်းချတော့မယ်လို့အတိပေးသူများခိုင်းတဲ့ဝင်လာမယ်ဆိုရင်ခွင့်နှောင်းပြီးမှဝင်တချင်းနားထောင်ရင်လည်းကိုတယောက်ပဲကြားတော့ရုံပဲနားထောင်အီယာဖုန်းသုံးတစ်ဖက်လူစကားပြောနေရင်လည်းစုံတဲ့အထိအရင်နားထောင်ပြီးမှပဲကိုပြောချင်အောင်ပြောလိုက်ပြီးလို့နေရာမျိုးမှာလည်းဘာကိစ္စပဲရှိရှိတိတ်တိတ်ဆိတ်ဆိတ်နေကျေးဇူးတင်စရာရှိရင်မတုတ်မဆိုင်ပဲချက်ချင်းတင်အမားလှုပ်ထားရင်ချက်ချင်းပြန်တောင်းမယ်ရုပ်ရှင်ရုံမှာခြေထောက်ကိုငြိမ်ငြိမ်ထားရှိခုမကန့်နဲ့ခုံနှန်းရှိမှာဘေးလူနဲ့ထိုင်ရင်ဒူးမလှုပ်နဲ့လူကြားထဲမှာစတိုင်ကြသလိုလိုနဲ့ဆက်လက်တွေထထမဖွာနဲ့စကန်စပိုကာတွေဘဝကိုလည်းကိုချင်းစာတော့ကိုမလုပ်ဖဲနဲ့ယောဂခံရအောင်လည်းဖြစ်တင်တာမဖြစ်တင်တာကိုတွေးစားတောက်နေတဲ့လူတွေရှိတဲ့ဆိုင်မှန်သမျှတဝဝတထွီထွီနဲ့တလိမ့်မဟတ်ပါနဲ့နာမညစ်ပါနဲ့နီတီထဲမှာဓာရီပါတယ်ဒင်းတို့ကခင်းတဲ့အညီအထာလဲကြကျင်သေးတယ်ရင်ချင်းမှုကလည်းတစ်စက်မှမရှိအထာကြတယ်ဆိုတာသူများကိုစိတ်နှောက်ရှက်မပြီးဘဲနဲ့နေတိုက်ထိုင်တိုက်တာကိုခေါ်တယ်ဗယံမရာနေထိုင်တော့ဗယံမရာဘဝပဲရတင်ပြုတ်မှုနေသမျှပြုတ်မှုအားလုံးကလည်းတင့်ရဲ့ရင်ချင်းမှုအဆင့်တန်းပဲ